Yo အားလုံးပဲမင်္ဂလာပါ Game by Idiot Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော် League of Legends Warriors အကြောင်းပြောမှာပါဆိုတော့မေးစရာရှိတာက League of Legends Warriors ဆိုတာဘာကြီးလဲနောက်ပြီးတော့ဘယ်လို game တစ်ခုလဲ League of Legends Warriors ဆိုတာက Riot ကနေထုတ်ထားတဲ့ PC version League of Legends ကို mobile version ပြန်ထုတ်ထားတဲ့ 5vs5 mobile game ပါအတူတုံးပြောရမယ်ဆိုတော့မင်းတို့ပြောနေတဲ့ Mobile Legends အတူကြီးပေါ့ကွာဒီ game ရဲ့ original version ဖြစ်တဲ့ PC League of Legends က2009ခုနှစ်မှာစပြီးထွက်ခဲ့တာပြီးတော့အဲ League of Legends Warriors ကိုစပြီးထုတ်ခဲ့တဲ့ company ကလည်း Valorant တို့တခြား game တွေကိုထုတ်ထားတဲ့ Riot game ကနေထုတ်ထားတာဆိုတော့ဒီ game ကနှစ်ပေါင်းများစွာကြာပြီးမှ mobile version ကိုရောက်လာတဲ့ game တစ်ခုလည်းဖြစ်တယ်ဆိုတော့နှစ်ပေါင်းများစွာကြာရှည်လာတဲ့ game ကြီးတစ်ခုက mobile version ကိုရောက်လာတော့ gameplay mechanic တွေက perfect ဖြစ်လို့နေပါဘူးဖြစ်နေတာပါဆဆထွက်ခြင်းမှာပတ်ပေါင်း16000နဲ့ match making ကြာခဲ့တဲ့ပြဿနာတွေကြောင့်မျှော်လင့်သလောက်တော့ League of Legends Warriors ကတိတ်ပြီးမအောင်မြင်ခဲ့ဘူးပြီးတော့ထွက်တဲ့အချိန်က2020ဝန်းကျင်လောက်ဆိုတော့ဒီလို bat လဲများတယ်ပြီးတော့ match making ကလည်းကြာသေးတယ်ပြီးတော့မတရားကိုလည်းရှုပ်ရွှေးခက်ခဲတဲ့ game ကိုတိတ်ပြီးမရွေးချယ်ကြတာတော့တိတ်မဆန်းပါဘူးဒါပေမဲ့အဲ့လိုရှုပ်ထွေးခက်ခဲနေတဲ့ game mechanic ကြောင့်ပဲ Warriors အတွက် player တွေကိုစစ်ထုတ်ပေးသလိုဖြစ်သွားခဲ့တာပါပြီးတော့ Warriors ကတခြား game တွေလိုမျိုး pay to win mechanic တွေမပါဘူး။မင်းကဘလောက်ပဲကြမ်းလာပါပြီဆိုတော့အရန်ကိုလှပါပြီဆိုတော့ ultimate skin ကြီးနဲ့ကစားနေရင်တော့ in game ထဲမှာ buff effect မှရမှာမဟုတ်ပါဘူး။အဓိကပြောချင်တာကတော့ pay to win mechanic လုံးဝမပါတာပါပဲ။ပြီးတော့ jungle monster, buff, scatter စတဲ့ objective တွေအပြင် vision words တွေပါတာကဒီ game ကိုပိုပြီးထူးခြားစေတဲ့အချက်လို့ပြောလို့ရပါတယ်။ကျွန်တော်ကတော့ဒီ game ကို special ဖြစ်စေဆုံးအချက်က vision watch လို့ထင်တယ်။ဘာဖြစ်လဲဆိုတော့အဲ့ဒီ mechanic ကဘယ် game ထဲမှာမှပါတာမတွေ့ဘူးသေးဘူး။ဒီ League of Legends မှာပဲတွေ့ဘူးသေးတယ်ကျွန်တော်။ကဲပါအဲ့ဒါတွေထားပါတော့ကျွန်တော် video ဘက်ကိုပြန်ပြီးသွားလိုက်အောင်။ League of Legends Warriors မှာကဒီ buff တွေအပြင် epic monster တွေလည်းကြံပါသေးတယ်။ဒါအရှင်းဆုံးရှင်းပြရမယ်ဆိုရင်တော့ကျွန်တော် Mobile Legends နဲ့ရှင်းပြီးနေနဲ့ရှင်းပြလိုက်မယ်။တကယ်လို့ Mobile Legends ဘက်ကတာတယ်ဆိုရင်ဒီ League of Legends ဘက်က Dragon တွေပြီးတော့ Mobile Legends ဘက်က Lost ဆိုရင်ဒီဘက်က Rift နဲ့ Baronasha ဒါပေမဲ့တခြား game တွေလိုမျိုး Epic Monster effect ရောက်သွားတာနဲ့နိုင်သွားတော့တဲ့အထိတော့ powerful မဖြစ်မနေဘူး League of Legends ပြောချင်တာ Epic Monster effect ရောက်သွားတာနဲ့ physical တွေ critical တွေထကြမ်းပြီးတော့နိုင်သွားတာမျိုးတော့လုံးဝမရှိပါဘူးဆိုတော့ဒီ League of Legends Warriors က champion ရော champion skill တွေရောမျှတတဲ့ game တစ်ခုလို့ပြောလို့ရတယ်တကယ်လို့မင်းကနိုင်ငံတော် game ပဲစော့ချင်ပြီးဒီ game ကိုလုံးဝမစော့ချင်ဘူးဆိုရင်တော့ဒီ game ရဲ့ champion တကောင်တိုင်းစီမှာကိုပိုင် law တွေရှိပြီးတော့ League of Legends Warriors နဲ့ League of Legends နဲ့က champion တွေအကုန်လုံးက Runeterra ဆိုတဲ့ wall ပေါ်မှာအခြေခံထားပြီး game မစော့ဘဲနဲ့ law တွေကိုထိုင်ဖက်နေမယ်ဆိုရင်တော့မှတော်တော်တန်မဲ့ game တစ်ခုပဲဖြစ်ပါတယ်ဒီ video ရဲ့အဓိက point က League of Legends နဲ့ League of Legends Warriors ဆိုတော့ဘာကောင်ကြီးလဲဆိုတော့ပြသွားတာပြီးတော့ in game battle တွေနောက်ပြီးကျတော့ champion law တွေနဲ့ champion skill တစ်ခုချင်းစီထဲမှာ detail လေးတွေပါနေတယ်ဆိုတော့ကျွန်တော်ပြောပြသွားတာပဲဖြစ်ပါတယ်ဒီ game ရဲ့ size အနေနဲ့ကတော့ 8.7 GB လောက်ထိရှိပြီးတော့ Play Store နဲ့ App Store မှာ free download ဆွဲနိုင်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုတော့ adios guys